ပြင်မနာမှာပဲအသွားပြန်လုပ်လေးလုပ်ရှင်ပါဆိုတော့သူလေးတွေအတွက်အလက်ခေါ်စာလေးတစ်ခုနဲ့မိတ်ဆက်ပေးပြရသေးရှင်ပြင်မနာမှာရှိတဲ့လူသောကုန်ဖြန့်ချီရေးတွင်လောက်ကရန်အတွက်စေမာကတ်တင်ကြားမ9ဦးခေါ်ထားပါရှင်အသက်အရွယ်လေးကတော့အသက်20မှ35ကြားပညာရည်ချင်းလေးကိုတော့အလဲတန်းအဆင့်ကနေခေါ်ထားဖြစ်ပါရှင်အခြေခံလာစာလေးကိုတော့ရမှန်ကြီးစီဘိုးအပါအဝင်9သိန်းအထက်ကနေစတင်ပေးသားမှာဖြစ်ပါရှင်ပစ္စည်းပို့ကားနောက်လိုက်ကြား9ဦးကိုလည်းခေါ်ထားပါရှင်အသက်အရွယ်လေးကတော့အသက်28မှ25ပညာရည်ချင်းလေးကိုတော့သတ်မှတ်ထားမျိုးမရှိပါဘူးရှင်အခြေခံလာစာလေးကိုတော့3သိန်း3,000အပြင်လက်မှတ်ကြီး2,000ကိုပါရရှိအောင်မှာဖြစ်ပါရှင်ပစ္စည်းချုပ်ပို့ရန်အတွက်မြို့သမီးဝန်ထမ်းမ3ဦးကိုလည်းခေါ်ထားပါရှင်အသက်အရွယ်လေးကတော့အသက်18မှ25ပညာရည်ချင်းလေးကိုတော့ကတ်သက်ထားမျိုးမရှိပါဘူးရှင်အခြေခံလာစာလေးကိုတော့3သိန်း3,000အပြင်ရက်မှတ်ကြီး2,000လေးကိုပါရရှိအောင်မှာဖြစ်ပါရှင်မတော်ညပြန်လေးခေါ်ထားဖြစ်ပြီးတော့အလုပ်ချိန်လေးကတော့မနက်7မှညနေ9နာရီတစ်ပတ်ကိုတရက်ပိတ်လေးလည်းဖြစ်ပါရှင်မြန်3လဆောက်ထားဖို့နာအတွက်လည်းဖိတ်ခေါ်လိုက်ပါရနော်